ကျွန်တော်တက်16စက္ကွန်2016လာတာ2019မှာလာတော့တေချာမမှတ်မိတော့ဘူးဗျအဲ့နေ့ကမမရရတရုတ်နှစ်တကူနေပေါ့ကျွန်တော်တငယ်ချင်းအိမ်မှာသူတို့ရိုးရအတိုင်းကြောကြတာပေါ့တရုတ်နှစ်တကူနေဆိုတော့တငယ်ချင်းအိမ်ကမိရွာတွေကရက်ပလင်းကောင်းစားတွေအများကြီးဝယ်ထားကြတာပေါ့အဲ့တဲကနေတငယ်ချင်းက red လေးပဲဂိုးလေးပဲတစ်လုံးစီသူ့ဖေမသိအောင်ယူထားလိုက်တယ်အဲ့နေ့17နာရီလောက်မှတခြားတငယ်ချင်းတွေရောက်လာတယ်ဒါအဲထဲမှာမိန်းကလေးတယောက်ပါတယ်ပေါ့ယူထားတဲ့ပလင်းကိုတောက်မယ်ဆိုပြီးတော့လှိုင်မြို့နယ်ရွာမကွေနားကဟိုတယ်တစ်ခုကိုယူလိုက်တယ်ဟိုတယ်က6တက်တိုက်အောက်မှာဘီယာဆိုင်လားမုတ်ဆိုင်လားတော့တေးသေးချာချာမသိတော့ဘူးဒါဟိုတယ် reception ကနှစ်လွှာမှာတလွှာမှာအခန်း3ခန်းစီပါတယ်ကျွန်တော်တို့ကတောက်ကြစားကြမှာဆိုတော့သူများတွေရှိရင်စင်မပေမှာစိုးလို့ဆိုပြီးတော့ဒါဟိုတယ်9လွှာတစ်ထပ်လုံးကိုငှားလိုက်တာပေါ့နောက်နေ့ညလောက်မှပြန်ညမယ်ဆိုပြီးတော့ဒါနဲ့လှုပ်ရှားရှိတာလှုပ်စားစရာရှိတာတွေစီစဉ်ပေါ့ဗျာပထမတစ်ရက်ကတော့ဘာမှမဖြစ်ဘူးအရာရာအားလုံးကအဆင်ပြေတယ်တောက်လိုက်စားလိုက်နဲ့အရာတစ်မျိုးတည်းရေလို့တော့မဟုတ်ဘူးပေါ့အဲတုန်းကလူငယ်ဆိုတော့တခြား drug နည်းငယ်တော့ပါကြတာပေါ့တငယ်ချင်းတွေအကုန်လုံးကညာလုံးပေါက်တွေတောက်ကြတယ်ဒါကျွန်တော်လည်းမနေ့ရောက်တော့ဆက်မတောက်နိုင်တော့လို့ဆိုပြီးတော့ကျွန်တော်တို့တောက်နေတဲ့အခန်းမျက်နှာချင်းဆိုင်မှာကျွန်တော်တယောက်တည်းဝင်အိတ်နေတာပေါ့ဒီလိုနဲ့နေ့လယ်တနားရီလောက်မှာဒါမိန်းကလေးတငယ်ချင်းကကျွန်တော်ကိုလာနှိုးတယ်ကျွန်တော်ကလည်းတောက်ထားတာများတော့မထားချင်တာနဲ့နောက်မှငါလာမယ်ဆိုပြီးတော့ဒါအဲတငယ်ချင်းကပြန်ထွက်သွားတာပေါ့နောက်15မိနစ်လောက်နေတော့တစ်ခေါက်ပြန်လာနှိုးတယ်ကျွန်တော်ကလည်းမထားအဲ့ဒါနဲ့သူကကျွန်တော်ကိုစခဲ့တာပေါ့အေးနင်းကိုတရေလာဆွဲချလိုက်မယ်ပေါ့ကိုကလည်းခေါင်းတွေကကိုက်လာနှိုးနေတော့ဒေါသထွက်ပြီးတော့အေးလာတဲ့တရေပါသောက်ရီရိုက်ပြီးပြန်လွတ်လိုက်မယ်ဆိုပြီးတော့ပြောလိုက်တာပေါ့အမဘိုင်ဝမ်ထိုးမယ်နဲ့ဆက်ဆိုနေတာပေါ့တကယ်ချင်းကလည်းပြန်ထွက်သွားတယ်သူထွက်သွားပြီးတော့တိတ်မကြောက်ဒါရေချိုးခန်းကလည်းရွေဆွဲချတဲ့ကိုကြားလိုက်ရတယ်ဘေးမှာကခန်းလည်းမရှိဘူးကျွန်တော်ဝင်အိတ်နေတဲ့အခန်းကဒါအခန်းကျဲဒါဘေးမှာဘာခန်းမှမရှိဘူးပေါ့ရှစ်တက်မှာအခန်းနှခန်းပဲရှိတယ်အရှိခန်းမှာကတကယ်ချင်းတွေတောက်နေကြတာဒါရေဆွဲချအတန်ကြတော့ပထမကကိုကမကြောက်သေးဘူးရေချိုးခန်းတဲ့ထိပါဝင်ပြီးတော့ဒါရေဆွဲချတာဘာလို့လဲဆိုတာသွားကြည့်လိုက်သေးတယ်ဘယ်သူမှတော့မရှိဘူးစိတ်ထဲလည်းတိတ်ပြီးတော့မကြောက်သေးဘူးပေါ့ကျွန်တော်ရေချိုးခန်းကနေပြန်လဲထွက်လာရောအနောက်ကနေရေဆွဲချတဲ့အတန်ကိုထပ်ကြားလိုက်ရတယ်အဲ့ဒါနဲ့ကျွန်တော်လည်းတကယ်ချင်းတွေရှိတဲ့အခန်းနဲ့ပြေးသွားတာပေါ့တကယ်ကြီးတွေကကျွန်တော်ကြောက်ကြောက်လန့်လန့်နဲ့ဝင်လာတော့ရုတ်တရက်ကျွန်တော်ကိုဝိုင်းမိကြတာဘာဖြစ်လာတာလဲပေါ့ကျွန်တော်ကရှေ့ခန်းမှာဖြစ်လာတာကိုပြပြနေတဲ့အချိန်မှာပဲတကယ်ချင်း main ကလေးကစကားလည်းမပြောဘူးဒီတိုင်းငုံငူကြီးထိုင်နေတယ်ကျွန်တော်ပြောတဲ့စကားလည်းပြီးရောဟဲ့နင်းပြန်တောင်းမှန်ရမယ်ငါ့ကိုစကားတွေလာပြောနေပြီဆိုပြီးတော့အဲ့ချိန်မှာအကုန်လုံးကကျွန်တော် main ကလေးတကယ်ချင်းစီကိုအကြည့်တွေအကုန်ရောက်သွားတယ်ဘာလို့လဲဆိုတော့ကျွန်တော်တကယ်ချင်းကဒါလိပ်ပြအရန်လှတယ်လို့ပဲပြောရမလားဘယ်လိုပြောရမလဲတော့မသိဘူးအခုဖြစ်ပျက်တွေမတိုင်ခင်2လလောက်ကကျွန်တော်တို့ဒါ hip hop show ဘက်ကပြန်လမ်းမှာသူ့ကိုတရေဝင်ဖို့လို့နီးစက်ရဘုန်းကြီးเจ้าကိုဒါခေါ်သွားခဲ့ရတယ်ပေါ့ပွဲကနေပြန်ဆိုတော့ဒါဝစ်စားထားတာကလည်းအတူပြက်တွေနဲ့ဆိုတော့ဘုန်းကြီးเจ้าမို့တက်ဖို့မှတ်မှတ်ရရကျွန်တော်ဘော်တဲ့ဝစ်လာတဲ့အင်ကြီးတို့တော့သူ့အောက်ပိုင်းပတ်ပေးလိုက်ပေးရသေးတယ်ဘုန်းကြီးเจ้าမို့တက်ရမှာဆိုတော့သူကလည်းပြောချင်တာတွေပြောပြီးတော့ရုန်းကန်နေတာကျွန်တော်တို့ကချုပ်ပြီးတော့ဒါဘုန်းကြီးเจ้าမို့မလဲတင်ခဲ့ရတယ်အဲတုန်းကအားလုံးကသူ့အကြောင်းသိနေတော့အမှအကုန်လုံးကကြောက်ကုန်ကြရောစဉ်းစားကြည့်နော်ကျွန်တော်တို့တရေ6ခန်းနေရတယ်ညဘက်ကြီးမဟုတ်ဘူးနေ့လယ်2နာရီလောက်ပဲရှိသေးတာအဲ့မှာတကယ်ရုပ်ရှင်စံကြကြီးက9လော်မှာဖုန်းလိုင်းတစ်ခုမှမမိတော့ဘူးဟိုတယ်ကျိုးဖုန်းတွေရောပဲဘယ်သူဖုန်းလိုင်းမှမမိတော့ဘူးအောက်က reception ကိုဆက်မလို့အောက်ဆင်းမှကြံတော့ကျွန်တော်တို့တကားကလုံးဝဖွင့်မရတော့ဘူးအဲ့မှာအကုန်လုံးကသွေးပြက်ကုန်ရောတကယ်ကြီးတာပေါ့ဘေးခန်းနေပြီးတော့ကျွန်တော်တို့ဘက်ခန်းနေရန်လေးကိုကျွန်တော်နေနဲ့ကန်လက်တွေနဲ့ထုတဲ့အတန်လေးနဲ့ကြားနေရတယ်အဲ့မှာဘေးခန်းကျွန်တော်တို့ငားထားတဲ့အခန်းပဲဒါပေမဲ့အဲ့ဒီအခန်းထဲမှာဝစ်စားတွေပဲထားတာနောက်ပြီးအခန်းရှေ့ကလည်းဒါအောက်ဆင်းတဲ့လှေကားအထီကိုတော့အသွားပြန်ပြေးနေတဲ့ခြေတံတွေလည်းအကုန်ကြားနေရတယ်မင်းကလေးတငယ်ချင်းကလည်းအခန်းနိုင်ရမှာရှိတယ်ဒါပကြီးတဲကလူကသူ့ကိုစကားပြောနေပြီအဲ့ပကြီးတဲကလူပုံစံကလည်းကြောက်စရာပုံစံကြီးပေါ့အဲ့မင်းကလေးတငယ်ချင်းကပြောတာပေါ့မင်းတို့ကိုလုံးဝအလွတ်မပေးဘူးငါမင်းတို့ခန်းရှိတဲ့မှာစောင့်နေတယ်မင်းတို့ကလူဘာဝရတယ်ပေါ့ငါ့ကိုစော်ကားတဲ့ကောင်တွေတယောက်မှလွတ်မပေးဘူးဆိုပြီးတော့အဲ့ကောင်မလေးကအတန်နဲ့ကြီးနဲ့အဲ့လိုပဲထပြောတာပေါ့အဲ့မှာယောက်ျားလေးကကျွန်တော်ပေါင်ဝင်4ယောက်ပေါ့မိန်းကလေးတယောက်ပါသေးတယ်အဲ့တဲကတငယ်ချင်းတယောက်ဆိုလို့ရှင်တော့ဒါအကြောက်လွန်ပြီးတော့စကားလည်းမပြောကျွန်တော်တို့နေတဲ့အခန်းပရင်းဘောက်ကနေပြီးတော့လှမ်းကြည့်ရင်ရွှေကုံဘုရားကိုမြင်နေရတယ်ဗျအဲ့ဘုရားကိုဒါငုံငူကြီးထိုင်ကြည့်နေတာအကုန်လုံးကသွေးပြတ်နေကြပြီကျွန်တော်ဆိုရင်ဘယ်ပြောကောင်းမလဲကျွန်တော်စကြတဲ့ပြဿနာလေးမင်းကလေးတငယ်ချင်းကလည်းဟဲ့နင်တောင်းမှန်လိုက်ဆိုတော့ကျွန်တော်လည်းတောင်းမှန်လေးပို့ဆိုးလေးတောင်းမှန်လေးပို့ကျန်းလေးဖြစ်လာရောအဲ့မှာကျွန်တော်မင်းကလေးတငယ်ချင်းဖုန်းကလိုင်းမိသွားတော့ဒါသူ့ဦးလေးစီကျူးချောင်းပြောပြလိုက်တယ်သူ့ဦးလေးကလည်းစိတ်မပူနဲ့နောက်မိနစ်20လောက်အတွင်းရောက်လာခဲ့မယ်ပေါ့အဲ့ဒီဦးလေးကြီးကကျွန်တော်တို့နေတဲ့ဟိုတယ်ရှေ့ရရက်ကွက်မှာနေတာပေါ့
ဦးလေးလာမယ်ဆိုတော့ဒါအကုန်လုံးကမျောလင်းချက်တွေနေပေါ့တိတ်မကြဘူးမိနစ်20ကျော်နိုင်ဝက်လောက်အချိန်မှာဒါလှေကားကနေပြေးတက်လာတဲ့အတန်နောက်ပြီးတော့ကျွန်တော်တို့အခန်းရှိထိပြေးလာတဲ့ခြေတန်းလေးကျွန်တော်တို့အခန်းတစ်ခါခောက်တန်ကြတော့တေးကြပြီးကျွန်တော်ထင်လိုက်တာဒါတငယ်ချင်းရဲ့ဦးလေးရောက်လာပြီပေါ့ကျွန်တော်ကိုယ်တိုင်ခန်းတစ်ခါကိုဖွင့်လိုက်တယ်ခန်းတစ်ခါလည်းဖွင့်လိုက်ရောရှိမှာဘယ်သူမှရှိမနေဘူးချက်ချင်းဆိုတော့ပဲကျွန်တော်တခါဝုန်းနဲ့ပိတ်လိုက်တယ်ကျွန်တော်ခန်းတစ်ခါမပိတ်ခင်တာမျက်နှာချင်းဆိုင်ကျွန်တော်အိတ်ခဲ့တဲ့ခန်းမှာခန်းထဲကိုလှမ်းကြည့်တော့အင်ကြီးဝတ်စားတွေရောဒါစောင်းတွေရောခေါင်းတွေရောအကုန်လုံးကျမ်းမိမှာပြုတ်ကျတာအကုန်လုံးရှုပ်ပွားနေတာပဲကျွန်တော်ထွက်လာတော့မှအဲ့ဒီခန်းထဲမှာလည်းမရှုပ်ပွားမနေဘူးညနေ4 နာရီတကယ်ကြီးဦးလေးကလည်းရောက်မလာဘူးအခြေအနေကလည်းပိုဆိုးလာပြီညနေဆောင်နေ6 တာကကျန်းလေးပဲပထမဟိုဘက်ခန်းကထုတဲ့အတန်းလမ်းလျှောက်တဲ့အတန်းအဲ့လိုအတန်းတွေကိုတစ်ခုပြီးမှတစ်ခုကြားရတာနောက်ပိုင်းကျတော့အဲ့လိုမဟုတ်တော့ဘေးခန်းကထုတန်းခြေတန်းတောက်ခုတ်တန်းကျွန်တော်ဆိုယူမတက်ခေါင်းမွေးတွေတောင်ထောင်းအသေးလည်းဖြစ်နေပြီကြောက်တာဘာလို့လဲဆိုကျွန်တော်ကအဓိကတရားခံဖြစ်နေတာပေါ့ညနေ9 နာရီကျော်တော့တငယ်ချင်းတယောက်ကထားပြီးတော့ဟျောင်းနေဖြစ်တော့ဘူးဒီပုံစံဆိုလို့ရှိရင်ငါတို့ညရောက်လေငါတို့ကဒီကထွက်ဖို့ခက်လေဖြစ်တော့မှာဆိုတော့ငါတို့ရဲဆုံးပြီးထွက်มาရမယ်ဆိုပြီးတော့ဒါကြံတဲ့လူတွေကတော့အောက်ကိုစင်ပြေးရဘူး9 လောက်ကနေပြေးရမှာလीအောက်ကိုဒါည6 နာရီဟဲ့အောင်မင်းသူ့လက်ကိုကင်မလို့စင်နဲ့ဘယ်ချိန်မှဖြစ်ဖြစ်သူ့လက်ကိုကြည့်ကြည့်ပါအောင်ဆွဲထားသူ့ကိုဝင်ပူးလို့မရအောင်လဲမှာထားမင်းကလည်းလဲမှာနေဒီကမင်းတို့မြောက်ဆိုပြီးတော့တငယ်ချင်းကကျွန်တော်တို့တယောက်လက်ကိုတယောက်ဆွဲပြီးတော့ပြေးကြမှာပေါ့အဲ့ချိန်မှာတငယ်ချင်းမိန်းကလေးကဟဲ့မတော်ကြနဲ့ခန်းရှိတဲ့မတည့်ရချင်းငါတို့ကိုစောင့်နေတာလေပြီးတော့တရေကအရက်ရှိမဲမဲကြီးနဲ့ဒါတကောင်မဟုတ်နှစ်ကောင်တောင်နဲ့ဆိုပြီးတော့သူကအဲ့လိုပြောတော့ကျွန်တော်တို့ဘာဆက်လုပ်မရမလဲမသိတော့ဘူးငိုတဲ့သူကငိုပေါ့ဗျာကျွန်တော်တို့တငယ်ချင်းကတော့များဘူးငါတို့အောက်ကိုမဖြစ်ဖြစ်တဲ့နီးနဲ့မြန်ဆင်းမယ်ဘာဖြစ်ဖြစ်ကွာသူငါတို့ကတော့ဒါကိုထီလက်ရောက်တော့လှုပ်လို့ရမှာမဟုတ်ဘူးအများဆုံးငါတို့ကိုကောင်းလိုက်ပြအတန်ပေးတော့ပဲလှုပ်လို့ရမှာဆိုပြီးတော့မင်းတို့စက်နေတခုခုဖြစ်နိုင်တယ်အားလုံးဆုံးဖြတ်လိုက်ရတယ်ခုနကတကယ်ချင်းပြောတဲ့ဒဏ်တယောက်လက်တယောက်ဆွဲပြီးတော့အတန်းလိုက်ပြေးဆင်းမယ်ပေါ့တစ်နှစ်3 တိုင်မင်ခေါ်ပြီးတော့ကျွန်တော်တို့6 နာရီခွဲကြော်လောက်မှာဆင်းပြေးကြတယ်ကျွန်တော်တို့ဆင်းပြေးနေလေကားရောက်ပြီဆိုတာနဲ့ကြံတဲ့လူတွေကလက်တွေဖြုတ်ပြီးတော့ဆင်းပြေးကြတာပေါ့ကျွန်တော်ကတော့ကျွန်တော်မိန်းကလေးတကယ်ချင်းလက်ကိုကင်ပြီးတော့ဆင်းပြေးနေတော့3 လွာအရောက်မှာကျွန်တော်လက်ကိုစောင့်ဆွဲလိုက်တယ်အဲ့ချိန်မှာတကယ်ချင်းမိန်းကလေးကကျွန်တော်ကိုတန်နာကြီးနဲ့ငါမင်းတို့ကိုခွင့်မလို့ဘူးမင်းတို့ကိုတတ်မယ်ငါကိုစော်ကားတယ်ဆိုပြီးတော့ blue plan နဲ့ကျွန်တော်ကိုပြောတာပေါ့ကျွန်တော်လည်းဘာလို့ရမှာမသိဘူးငိုကြည့်ရက်နေတဲ့အချိန်တကယ်ချင်းကအောက်ထက်က reception ကဖျားစီမော်ကပြည့်ရည်နဲ့ပတ်လိုက်တော့မှမိန်းကလေးတကယ်ချင်းကရုတ်တရက်လဲကျသွားတယ်သူ့ကိုထမ်း reception ကိုတည်လာခဲ့တယ်ကျွန်တော်တို့ကတော့ဟိုတယ်ကိုအကြီးအကျယ်ကွိုင်းရှာတာပေါ့မင်းတို့ဟိုတယ်ကတရေ6တယ်ငါတို့မသိုံတမယ်ပြေးဆင်းရတယ်ဒါပေမဲ့ဒီဟိုတယ်ကဝန်ထမ်းတွေကတောင်းပန်တာကလွဲပြီးတော့အဲကိစ္စနဲ့ပတ်သက်ပြီးတော့အသေးနိုင်ညင်ညာတော့ဆက်လဲမနေနောက်ပြီးတော့ကျွန်တော်တကယ်ချင်းကလည်းဒါသတိပြန်ရလာတော့ကျွန်တော်တို့အိမ်ပြန်မယ်ဆိုပြီးတော့မိန်းလေးတကယ်ချင်းကိုအရင်ပို့ဖို့လုံမှာတကယ်ချင်းတယောက်ကလည်းကားငားနေတာပေါ့အဲ့ချိန်မှာကျွန်တော်လည်းဟိုတယ်ကျောင်းတည်ကျင်တော့ဒါအောက်ထပ်မှာဖွင့်ထားတဲ့ဆိုင်ကိုသွားမေးကြည့်တော့အဲ့ဆိုင်ပိုင်ရှင်မျိုးသမီးပြောတော့မှာပဲအဲ့9 လွာမှာလွန်ခဲ့တဲ့2 လလောက်ကဒါတရုတ်တစ်ကောင်ရယ်ကလားတစ်ကောင်ရယ်ဆေးလုံပြီးအတလန့်နဲ့တည်ခဲ့တာလေအများကြီးလည်းမမေးတော့ဘူးတကယ်ချင်းကိုအိမ်လိုက်ပို့ဖို့အတွက်စိတ်ဆောနေခဲ့တာဒါမပြီးသေးဘူးပေါ့နော်အဲ့ဒီကကျွန်တော်တို့နောက်ကိုလိုက်လာတယ်ကျွန်တော်တကယ်ချင်းမိန်းကလေးကဒါဗုဒ္ဓဘာသာတော့မဟုတ်ဒါဟိန္ဒူဘာသာကိုကွယ်တာကားပေါ်မှာငါတို့နောက်ကိုလိုက်လာတယ်ဆိုပြီးတော့အော်ငိုပြန်ရောကားဆရာကကျွန်တော်တို့ကိုစေးကြောင်နေတယ်လို့ပဲထင်ပါပေါ့ဒါကျွန်တော်တို့လည်းသူ့အိမ်ရောက်တော့တကယ်ချင်းဖေနာမည်ကိုဂျိုးချောင်ပြောပြကြတာပေါ့နောက်ပြီးသူတို့ဘာသာသူတို့ဖြည့်ရှင်းမယ်ပေါ့ကျွန်တော်တို့လည်းပြန်လာခဲ့တယ်ကျွန်တော်လည်းအဲ့ဒီပြီးတော့9 ရက်6 ရက်လောက်ဖျားသွားခဲ့သေးတယ်တော်တော်ဖြစ်ကြောက်ခဲ့ရတာတရေဆိုတာခဏပဲ6 တာလို့ထင်ခဲ့ဘူးတာပေါ့ကျွန်တော်တို့9 နာရီလောက်ထိဒါဇက်တိုက်6 ခံခဲ့ရတာတရေဆိုတာစိန်ခေါ်လို့မကောင်းတဲ့အရာတွေမှာပါတယ်အဲ့ကစားပြီးကျွန်တော်နာနာဘာဝါဆိုတာကိုယုံကြည်ခဲ့ပါတယ်အဲ့ဖြစ်ပဲနောက်ပိုင်းလည်းမကြာခဏဆိုသလိုကျွန်တော်နာနာဘာဝတွေကိုခဏခဏမြင်လာရတယ်ကျွန်တော်ဘယ်လောက်ထိအောင်မြင်မှုလဲဆိုလို့ရှင်တော့ကျွန်တော်အကောင်လိုက်ကြီးနဲ့စကားပါထိုင်ပြောဘူးပါတယ်ဆိုပြီးတော့ဒါ add by tone ကောင်းကနေပြီးတော့ message မှာပို့လာတာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့လူမျိုးကြားတာတွေနဲ့ပတ်သက်ပြီးတော့ကြုံခဲ့ရတယ်လို့ရှိခဲ့လို့ရှင်TikTok message ဒါမှမဟုတ် Facebook message မှာပေးပို့ထားလို့ရပါတယ်ဟုတ်ကဲ့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ